နယ်စပ်တွင်တီဆောင်မိလုံခြုံရေးစီယိုဒီဇိုင်းထိုင်းစစ်တပ်ပြတာကမ္ဘောဒီးယားနဲ့နယ်စပ်မှာတီဆောက်သွားမဲ့လုံခြုံရေးစီယိုနဲ့ဒီဇိုင်းပုံစံကိုထိုင်းစစ်တပ်ကထုတ်ပြန်ပြသခဲ့တာကိုဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။အရှေ့တောင်အာရှအိန္ဒိယချင်းနှစ်နိုင်ငံကြားမှာဇူလိုင်လကုန်ပိုင်းကလူတွေဒါဇင်နဲ့ချီတေဆုံးခဲ့ရတဲ့စီးရေးပဏိပခဖြစ်ပွားခဲ့ပြီးတဲ့နောက်ထိုင်းကနယ်စပ်မှာစီယိုကာရန်တီဆောက်မဲ့စီမံကိန်းကိုရေးဆွဲခဲ့တာဖြစ်ပါတယ်။ထိုင်းစစ်တပ်ရဲ့ဆိုရာစီမံကိန်းကိုစစ်တပ်ကြီးကဗိုလ်ချုပ်ကြီးဖာနာကလော့ပလော့တက်ကတော်ဝင်မိသားစုမင်းသမီးချူလန်ဟွန်ဖရွန်ဖရာစထရီဆာဗန်ကာဗန်ဟာနာထံတင်ပြခဲ့တယ်လို့သိရပါတယ်။ထိုင်းစစ်တပ်ကတိစောက်ဖို့ရည်ရွယ်ထားတဲ့စီယိုက3.5 မီတာမြင့်ပြီးအောက်ပိုင်းကတော့ကွန်ကရစ်တိုင်းဖြစ်ပါတယ်။အဲဒီပေါ်ကနေတမနီစီယိုကပြီးအမြင့်ဆုံးမှာတော့တန်ဆူးကြိုးကွေတွေတက်ဆင်ထားမှာဖြစ်ပါတယ်။ရွေးချက်ရှိရှိချိုးဖောက်ဖျက်ဆီးတဲ့လုပ်ရက်တွေကိုခန္ဓာရင်ရှိအောင်လဲစီယိုကိုတေချာဒီဇိုင်းရေးဆွဲထားတယ်လို့ဆိုပါတယ်။တွေ့တက်တာအောက်ခြေကနေလှိုင်းကောင်းတူပြီးဝင်တာတွေလုံးလို့မရအောင်မှာစီမံထားတယ်လို့လည်းသိရပါတယ်။ဒီတိုင်းကိုဘယ်လောက်ရှိအောင်တီးဆောင်မှလဲပြီးတော့ကုန်ကျစရိတ်ကဘယ်လောက်ရှိမလဲဆိုတာတွေကိုတော့တိတိကျကျမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့စီယိုကြီးတက်အတွက်1ကီလိုမီတာကိုဘတ်9.36 တန်းကုန်ကျနိုင်ပြီးတော့စီယိုတက်လျှောက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကင်းလဲနိုင်မဲ့မြေသားလမ်းမှာဖောက်မယ်ဆိုရင်1ကီလိုမီတာအတွက်ဘတ်8.6 တန်းလောက်ထိကြားသိနိုင်တယ်လို့တချို့မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားကနယ်စပ်က998 ကီလိုမီတာရှိကြပါတယ်။